ဈေးနှုန်းကိုမပြောနဲ့ငါညီလေးအကိုတို့အမားတို့ကမိသားစုနဲ့နေမှာဖြစ်တဲ့အတွက်ပေကျဲဝန်းလေးလည်းဖြစ်ရမယ်အိမ်လည်းကောင်းရမယ်ပိုင်ဆိုင်မှုလည်းခိုင်မာရမယ် location ကလည်းကောင်းရမယ်ဆိုတော့အကိုတို့အမားတို့အတွက်ကျွန်တော်ဒီနေ့ရောင်းချပေးမှာတော့အိမ်ရထဲမှာရောင်းချပေးမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့နိုင်မင်းထက်ပါကျွန်တော်အခုရောက်ရှိနေတဲ့မိန်းလမ်းမကြီးရာဆိုလို့ရှိရင်တော့တောင်တကုံစိတ်ကန်းကိုပြတ်ထားတဲ့အေယဝံမိန်းလမ်းမကြီးပေါ်မှာရောက်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ကနေတက်ဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလမ်းမကြီးရာဆိုလို့ရှိရင်အမှတ်1ထိကိုဒိုးရိုပေါက်တဲ့လမ်းမကြီးပဲဖြစ်ပါတယ်ကျွန်တော်ရှိကနေထွက်သွားမယ်ဆိုလို့ရှိရင်တော့ဒီကစီးပွားရေးဆောင်ဖြစ်တဲ့ကုန်သွယ်ရေးဆောင်ဖြစ်တဲ့တကုံစိတ်ကန်းဘက်အချမ်းကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရောင်းမိတ်ဆက်ပေးသွားမယ်အိမ်နဲ့ခြံလေးရာဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်66ရပ်ကွက်ကအိမ်နဲ့ခြံလေးပဲဖြစ်ပါတယ်။အေယာဝံမိန်းလမ်းမကြီးအနီးမှာရှိတဲ့အင်းဝအိမ်ယာထဲမှာရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ပေကျဲဝန်းနဲ့နေကျင်တဲ့သူတွေပိုင်ဆိုင်မှုခိုင်မာတာကိုလိုချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီအိမ်လေးနဲ့ဒီခြံလေးရာဆိုလို့ရှိရင်အရန်ကိုတင့်တော်တဲ့နေရာလေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်နဲ့အတူမြေပြင်ရဲ့ဒီနေရာလေးကိုလည်းကြည့်ရှုပေးကြပါဦးခင်ဗျာ။လူချင်းင်းတို့အခုမြင်တွေ့နေရတဲ့လမ်းမကြီးရာဆိုလို့ရှိရင်တော့ကျွန်တော်အစောကဗီဒီယိုရိုက်တဲ့အေယာဝံမိန်းလမ်းမကြီးပဲဖြစ်ပါတယ်။အေဝံမင်းလမ်းမကြီးကနေပြီးတော့ကျွန်တော်တို့တက်ဆင်းလာလိုက်မယ်ဆိုလို့ရှိရင်တော့အိမ်ဝအိမ်ယာကိုရောက်ရှိမှာပဲဖြစ်ပါတယ်။အိမ်ဝအိမ်ယာရဲ့ဂိတ်ဝမ်းတဲစင်းလေးကနေပြီးတော့ဝင်လာလိုက်ပြီဆိုတာနဲ့ရှေ့မှာမြင်တွေ့နေရတဲ့စိုင်းဘုတ်အပြလေးတောင်းကွက်ရဲ့ဒေးချန်လေးမှာရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။မင်းလမ်းမကြီးနဲ့အရန်နီးနေတာဖြစ်တဲ့အတွက်အလန်းဝင်ထွက်ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်။မြေပြင်ဒီနေရာအတိအကျလေးကိုလည်းကျွန်တော်နဲ့အတူထပ်မံပြီးတော့ကြည့်ရှုပေးပါဦးခင်ဗျာ။ကဲအခုရောင်းချပေးသွားမယ်အိမ်နဲ့ခြံလေးရဲ့ရှေ့ကိုကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ခြံရဲ့ပိုင်ဆိုင်မှုအကျယ်ဝန်းလေးရာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ကဩဇာပင်လေးကနေပြီးတော့ဘက်ကအောက်တိုင်းအဖြူလေးစုံတဲ့အထီပဲဖြစ်ပါတယ်ရှင်းမျက်နှာဝအကျယ်ဝန်းလေးရာဆိုလို့ရှိရင်တော့60ဖြစ်ပြီးတော့နောက်အရှည်ရာဆိုလို့ရှိရင်တော့80ပဲဖြစ်ပါတယ်ဗီယန်ထဲမှာဆိုလို့ရှိရင်တော့58ပေ89ပေပဲဖြစ်ပါတယ်အိမ်ယာထဲမှာဖြစ်တဲ့အတွက်လမ်းဝင်ထွက်ကတော့ပြောစရာမလိုတော့အောင်ကိုကောင်းတဲ့နေရာအနေထားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ပေကျဲဝန်းနဲ့နေခြင်းနဲ့အိမ်ကောင်းကောင်းနဲ့နေခြင်းနဲ့ဆိုတဲ့မိတ်ဆွေများတက်ဆိုလို့ရှိရင်တော့တကယ်ကိုဘီးချဲစရာကောင်းတဲ့အိမ်နဲ့ခြံလေးပဲဖြစ်ပါတယ်။ပိုင်ဆိုင်မှုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအိမ်လေးနဲ့ခြံလေးရာဆိုလို့ရှိရင်ဂီယန်အမီပေါက်ကိုယ်တိုင်ကနေရောင်းချပေးမှဖြစ်တဲ့အတွက်လုံးဝကိုလှည့်ကြည့်စရာမလိုတဲ့ပိုင်ဆိုင်မှုအမျိုးအစားကိုရရှိမှာပဲဖြစ်ပါတယ်။ပဝင်းကျင်ရဲ့အိမ်နဲ့ခြံနေရာဆိုလို့ရှိရင်လည်းအိမ်ယာဖြစ်တဲ့အတွက်တကယ်ကိုအိမ်ကြီးအိမ်ကောင်းနေနဲ့တိတ်ဆိတ်နေတဲ့ရပ်ဝန်းမှာရရှိမှာပဲဖြစ်ပါတယ်။အိမ်ရဲ့အလှည့်ရာဆိုလို့ရှိရင်တော့အနောက်တောင်ဘက်အလှည့်ဖြစ်ပြီးတော့အိမ်နံပါတ်ပေါင်းချင်းလေးရာဆိုလို့ရှိရင်တော့နှစ်ကနန်းလေးပဲဖြစ်ပါတယ်။ GMB ပေါက်ကိုယ်တိုင်ကနေရောင်းချပေးမှာပဲဖြစ်ပါတယ်။ဒီအိမ်ရဲ့ decoration လေးဆိုရင်တော့ကျွန်တော်တို့ master bedroom အနေနဲ့ဆိုလို့ရှိရင်3ခန်းပါမယ်။ single အခန်းလေးဆိုလို့ရှိရင်တော့6ခန်းပါပါမယ်။စင်ငယ်ခန်းဆိုပေမဲ့လည်းကြဲဝန်းဝန်းလေးရှိပါတယ်။ဧကန်းအပိုလေးတွေလည်းကျွန်တော်တို့ပါနေပြီးသားပဲဖြစ်ပါတယ်။ရှင်းမျက်နှာဝက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝရဏာလေးလည်းရှိပါအောင်ခင်ဗျာ။အထက်တိုင်းမှာဆိုလို့ရှိရင်ရေချိုးကန်းအိမ်သားအပြည့်အစုံနဲ့ပါလာမှာပဲဖြစ်ပါတယ်။ကျွန်တော်အခုရောင်းချပေးသွားတဲ့အိမ်နဲ့ခြံကြီးရာဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်66ရပ်ကွက်အင်းဝအိမ်ယာကအိမ်နဲ့ခြံကြီးပဲဖြစ်ပါတယ်။ကျွန်တော်တို့ရောင်းချပေးမဲ့ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်တော့329,000ကိုပညှိနှိုင်းလေးပဲဖြစ်ပါတယ်။ပိုင်ဆိုင်မှုအမျိုးအစားအနေနဲ့ဆိုလို့ရှိရင်တော့ဂီယန်မီပေါက်ကိုယ်တိုင်ကနေရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ဒီအိမ်နဲ့ခြံရဲ့အလှည့်အနေနဲ့ဆိုလို့ရှိရင်တော့အနောက်တောင်ဘက်အလှည့်ဖြစ်ပြီးတော့ပေါင်းချင်းအနေနဲ့ဆိုလို့ရှိရင်တော့နှစ်ကနန်းလေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီအိမ်လေးနဲ့ခြံလေးနဲ့ကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့399989893994289664မနက်9:00နာရီမှညနေ9:00နာရီအတွင်းလစဉ်တရက်နေ့မှလွဲ၍ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ခင်ဗျာ။ရုံးခန်းဒီနေရာဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်25ရပ်ကွက်ပလဲရတနာလန်အမှတ်40နဲ့တောင်တကုံပန်းခြံကားမှတ်တိုင်လေးပဲဖြစ်ပါတယ်။အခုရောင်းချပေးလိုက်တဲ့အိမ်လေးနဲ့ခြံလေးနဲ့ကိုစိတ်ဝင်စားလို့ဝယ်ယူချင်တာပဲဖြစ်ဖြစ်အိမ်ခြံမြေနဲ့ပတ်သက်တဲ့အမျိုးမျိုးသောဝန်ဆောင်မှုတွေကိုရယူချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့89ပဲလေးအိမ်ခြံမြေကုမ္ပဏီကိုလူကိုယ်တိုင်လာရောက်ပြီးတော့ဖြစ်စေFacebook, Viber, TikTok, YouTube, Telegram ကနေပြီးတော့လည်းဆက်သွယ်ဆောင်စမ်းမြင်နိုင်ပါတယ်ခင်ဗျာအားလုံးပဲနေ့စဉ်နေ့တိုင်းအောင်မြင်တိုးတက်ကြပါစေခင်ဗျာ